မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကဘာပေါ်မှာတက်တန်းအရှိဆုံးနဲ့ဘာသာရေးရအရေးပါဆုံးမြို့တစ်မြို့ဖြစ်တဲ့အစ္စရေးနိုင်ငံရဲ့မြို့တော်ဂျေရုဆလင်စီကိုခေါ်ဆောင်သွားမှာပါတမိုင်းဝင်အမွေနှစ်တွေဘာသာရေးဆိုင်ရာအထောက်အမြတ်နေရာတွေနဲ့ယဉ်ကျေးမှုမျိုးစုံစူးစီးရာဒီမြို့အကြောင်းကိုသိချင်ရင်တော့ဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ရအောင်ဗျမြို့ဤအနေထားနဲ့စီးပွားရေးဂျေရုဆလင်မြို့ဟာအစ္စရေးနိုင်ငံရဲ့အလယ်ပိုင်းမှာတည်ရှိပြီးနိုင်ငံရေးဘာသာရေးနဲ့ယဉ်ကျေးမှုတို့ရဲ့ဗဟိုချက်မှထိပါတယ်နှစ်ပေါင်းထောင်ကြီးတက်တန်းရှိပြီဖြစ်တဲ့ဒီမျိုးရဲ့လမ်းကြားတိုင်းကြောက်ခဲတိုင်းမှာကိုယ်ပိုင်ပုံမြင်တွေရှိနေသလိုပါတယ်။တောင်ကုန်းတွေဝိုင်းရံထားတဲ့ဒီမျိုးရဲ့ရှုခင်းဟာတကယ်ကိုထူးခြားလှပပါတယ်။မျိုးရဲ့စီးပွားရေးဟာခရီးသွားလုပ်ငန်းနည်းပညာနဲ့ဝန်ဆောင်မှုကဏ္ဍတွေအပေါ်အဓိကအခြေခံထားပြီးတစ်နှစ်ကိုကမ္ဘာလှည့်ခရီးသည်တန်းပေါင်းများစွာလာရောက်ကြပါတယ်။ဘာသာရေးနဲ့ယဉ်ကျေးမှုဒီမျိုးမှာဂျူးခရစ်ယာန်နဲ့အစ္စလာမ်ဘာသာဝင်တွေအတူတကွနေထိုင်ကြပြီးသူတို့ရဲ့ပွဲတော်တွေကိုစီကာတိုက်မြိုက်စွာကျင်းပကြပါတယ်။မြို့ထဲမှာလမ်းလျှောက်ကြည့်ုံနဲ့ရာစုပေါင်းများစွာကတည်းကဆင်းသက်လာတဲ့ရိုးရာဓလေ့တွေကိုခန်းစားနိုင်မှာပါရှေးအောင်အမွေအနှစ်တွေကိုထိမ့်သိမ်းရင်းတစ်ဖက်မှာလည်းခေတ်မီဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့မြို့တော်ကိုအဆင့်မြင့်တင်နေပါတယ်အစားအသောက်ဂျေရုဆလင်မြို့ရဲ့အစားအသောက်တွေဟာအရှိအလဲပိုင်းအရသာတွေနဲ့ပြည့်နှက်နေပါတယ်ဖလဖယ်ဟမ်မတ်ရှာဝါမာနဲ့ရိုးရာအစ္စရေးဟင်းလျာတွေဟာအရန်ကိုလူကြိုက်များပါတယ်ဒေသတွင်းဈေးတန်းတွေမှာမြို့ရဲ့မတူကွဲပြားတဲ့ယဉ်ကျေးမှုကိုထင်ရနေတဲ့အရသာမျိုးစုံကိုမြည်စမ်းနေပါတယ်ထင်ရှားသောနေရာတွေဂျေရုဆလင်မြို့ဟာ125စတဝင်းကီလိုမီတာကျယ်ဝန်းပြီးလူဦးရေ9သိန်းခန့်ရှိပါတယ်မြို့ဟောင်းနဲ့မြို့သစ်ဆိုပြီးကွဲပြားခြားနားတဲ့အတွေ့အကြုံတွေကိုပေးစွမ်းနိုင်တဲ့နေရာတွေရှိပါတယ်အထင်းကနေရာနှစ်ခုကိုပြောရရင်အနောက်ဘက်နန်းရံဂျူးဘာသာဝင်တွေအတွက်အမွှများဆုံးနေရာဖြစ်ပြီးနေ့စဉ်ထောင်ပေါင်းများစွာသောလူတွေလာရောက်ဆူတောင်းကြပါတယ်ကြောက်ဆောင်ပေါ်ကအမိုကုန်းအစ္စလာမ်ဘာသာရဲ့အရေးပါတဲ့နေရာဖြစ်ပြီးရွှေရောင်အမိုကုန်းဒီကြောင့်တစ်ကမ္ဘာလုံးကတည်တဲ့ဂျေရုဆလင်မြို့ရဲ့ပြားယူတစ်ခုပါတယ်